အစုံအစမရှိကျဲပြန်းနေတဲ့ပင်လယ်ပြင်ကနေတိုက်ခတ်လာတဲ့လေပြင်းတွေကနေတဆင့်ဖြစ်ပေါ်လာတဲ့လိုင်းလုံးကြီးငယ်တွေကကမ်းခြေအစံမှာတဘာဝလျောက်ဖြစ်တည်နေတဲ့ကြောက်ကမှုလေးကိုအရှိန်ဟုန်ပြင်းစွာနဲ့လာရောက်ရိုက်ပုတ်တဲ့အတန်ကတိတ်ဆိတ်နေတဲ့ညာချမ်းအချိန်ခါကိုကျော်လွန်ပြီးထွက်လာခဲ့တယ်။ဒေါသကြီးစွာရိုက်ခတ်နေတဲ့လိုင်းရိုက်တန်တွေနဲ့အတူတရောင်းတောင်းတဲ့အတန်တစ်ခုကစီးကျက်ညီစွာထွက်ပေါ်လာခဲ့တယ်။ဆရာကြီးဒီနေရာကမုံတာနဂါမင်းနေထိုင်တဲ့တိုက်နန်းဆိုတာသိကြရဲ့လား။ယောဂီဝေဆုံဝေထားပြီးပရိတကုန်းကိုလက်မပတ်ထားတဲ့တက်လက်ပိုင်းလူတစ်ယောက်ရဲ့မေးတံကြောင့်တကောင်းလုံးဖြူဖွေးနေတဲ့လူကလက်ထဲမှာကင်ထားတဲ့တောင်ဝေးကိုကြောက်ကမှုပေါ်စောင့်ချရင်းတေးကြတာပေါ့သူရရဲ့ငါတေချာကြည့်ပြီးစရမအာယုံအမြင်တွေကလည်းဒီနေရာကိုပဲညွန်ပြနေတယ်တိတ်မကြခင်တီးကြတဲ့အဖြေတစ်ခုကိုရလာတော့မှာပါဆရာကြီးဆိုသူကတောင်ပန်ဖြန့်လာတဲ့ဂလုံးရုပ်ထုပါတဲ့တောင်ဝေးကိုကြောက်ကမှုပေါ်ကိုထုချလိုက်တယ်တောင်ဝေးကိုထောက်ချလိုက်တဲ့အချိန်ခွက်ကနေမြည်လာတဲ့အတန်ကြောင့်သပင်လေးဖြူနေတဲ့လူကမိတ်ထားတဲ့မျက်လုံးတွေကိုရုပ်ချီးဖွင့်လိုက်ပြီးတော့သူတို့လာနေပြီငါတို့ရီမှန်းချက်အကောင့်ထဲပေါ်တော့မယ်ဆရာကြီးဟိုမှာလိုင်းလုံးတစ်ခုကကျွန်တော်တို့ဘက်ကိုရွေ့လာနေတယ်တပည့်ဖြစ်သူရဲ့စကားကြောင့်တောင်ဝေးကန်ထားတဲ့လူကပင်လယ်ဘက်ကိုကြည့်လိုက်ပြီးတော့ငါအမိန်ကိုအစကတည်းကမလွန်ဆန်မဲလာတွေးရမှာလို့တီးတိုးရေရွပြီးတော့လိုင်းလုံးကိုစူးစိုက်ကြည့်နေလိုက်တယ်ရီလိုင်းလုံးကြီးကဂမူနာကိုရောက်တော့အသက်16နှစ်အရွယ်လူတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီးတောင်ဝေးကန်ထားတဲ့လူရဲ့ခြေရင်းမှာဒူထောက်ထန်ချလိုက်တယ်ရေထဲကနေလူပုံတရံဖြစ်အောင်ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတော့သင်ဟာမုံဒနဂါမဲမဲဖြစ်ရမယ်ဟုတ်ပါတယ်ဆရာကျုပ်ကမုံဒနဂါမဲမှာဆရာကကျုပ်ကိုခေါ်တာဘာကြီးကိစ္စများရှိလို့ပါလဲကျုပ်နာမည်ကရွှေမိုင်းလို့ခေါ်တယ်အခုတော့တုံပနဂလုံကိုင်းရဲ့အဓိပတိနေရာကိုတာဝန်ယူထားရတယ်ကျုပ်ခေါ်ရတဲ့အရေးကိစ္စကဒီကမှုထက်မှာကျုပ်တို့ဂလုံကိုင်းရဲ့ဈေးတစုကိုတည်ဖို့ရှိတယ်ဒီအတွက်ကြောင့်ကမှုအောက်မှာစောက်ထားတဲ့သင်တို့ရဲ့တိုင်တန်းကိုတခြားနေရာပြောင်းပေးပါရွှေမိုင်းဆိုတဲ့ဆရာရဲ့စကားကြောင့်ခြေရင်းမှာဒူထောက်ထိုင်နေတဲ့နဂါမင်းကမျက်နှာကိုပေတစ်ပတ်စီကိုလွှဲလိုက်ပြီးတော့ဆရာတို့ရဲ့ပညာကိုလေးလေးလေးစားပါတယ်ယူလဲယူသေးပါတယ်ဒါပေမဲ့ကျုပ်တို့ရဲ့တိုင်တန်းကိုပြောင်းရွှေ့ဖို့ကဘလို့မှမဖြစ်နိုင်ပါဘူးဒီကမှုကောင်းမှာနေထိုင်ကြတဲ့မျိုးနွယ်တွေကကြိုက်ခမီရေးလေဖျားကိုသွားပြီးတနေ့3ချိန်ဥခိုက်ကြရပါတယ်မတမာသူတွေမဖြတ်စည်းနိုင်အောင်လဲအချိန်ပြည့်အလဲကျစောင့်ကြက်နေရပါတယ်ဒီအတွက်ကြောင့်ဘလို့မှပြောင်းရွှေ့မပေးနိုင်ပါဘူးဆရာနဂါမင်းရဲ့စကားကြောင့်ဆရာရွှေမိုင်းရဲ့မျက်နှာကွက်ကနေပြတ်သွားပြီးတော့တင်တို့ရဲ့တာဝန်တွေကိုကျုပ်လဲနားလေပါတယ်ဒါပေမဲ့ဒီနေရာမှာတင်မဲ့စီတွေကနောက်တစ်ချိန်ကျုပ်တို့ကိုင်းအတွက်တမိုင်းဝင်မဲ့စီတစုဖြစ်တဲ့အတွက်တင်တို့ပူးပေါင်းကူညီပေးမယ်ဆိုတာယုံကြည်ပါတယ်တင်အနေနဲ့ဆုံးဖြတ်ရတာအရန်ခက်နေရင်မနှက်ဖြန်ညတကောင်ကျုပ်တို့ပြန်လာခဲ့ပါမယ်အခုတင်ပြန်လို့ရပါပြီနဂါမင်းကတော့မနစ်သက်တဲ့အမူအရာနဲ့အယိုသေးပေးပြီးပင်လယ်ပြင်အောက်ကိုငုံရှိုးပြောက်ွယ်သွားခဲ့တယ်နဂါမင်းပြောက်ွယ်သွားတာနဲ့ဆရာရွှေမိုင်းနဲ့တပည့်ဖြစ်သူကလည်းကမူပေါ်ကနေဆင်းပြီးတော့အမောင်တူတဲကိုဝင်ရောက်ပြောက်ွယ်သွားကြတယ်ညတကောင်ချိန်ဖြစ်တဲ့အတွက်တက်ရှိဆိုလို့ဖျားလီကားရင်မှာအိပ်ပျော်နေတဲ့ခွေးတွေကလွဲပြီးဘသူ့ကိုမှမတွေ့ရတဲ့အချိန်ဖျားဆောင်တန်းကနေလူ3ယောက်လမ်းလျှောက်လာခဲ့ကြတယ်ဆောင်တန်းကိုလမ်းရိုက်ပုတ်တဲ့အတန်တချို့ကလွဲပြီးတော့ဘာအတန်မှမကြားရတဲ့အချိန်ငိုရှိုက်တန်တဲတဲကပင်လယ်ပြင်ဘက်ကနေလွင့်ပြန်လာခဲ့တယ်လမ်းလျှောက်နေကြတဲ့လူ3ယောက်ကငိုရှိုက်တန်တဲတဲကိုကြားလိုက်မိဟန်နဲ့ရှောက်နေကြတဲ့ခြေလမ်းတွေကိုရုတ်တရက်ရက်လိုက်ပြီးအတန်ကြားရဘက်ကိုတစ်ချက်လမ်းမြောက်ကြည့်လိုက်တယ်ပြီးတော့မှငိုတန်းကိုဂယူမဆိုင်ဟန်နဲ့ဖျားဆံမြန်ရကျောင်းဆောင်ဘက်ကိုရှောက်လာခဲ့တယ်ကျောင်းဆောင်ရဲ့လေကားဝက်ကိုရောက်တဲ့အချိန်မှာတော့အလဲကနေရှောက်လာတဲ့လူငယ်ကပိတ်ထားတဲ့တကားကိုထိုးပေါက်ပြီးအထဲကိုဝင်ရောက်သွားတယ်လူငယ်ဝင်ပြီးတာနဲ့အနောက်မှာကျန်နေတဲ့သူ2ယောက်ကလည်းတကားကိုထိုးပေါက်ပြီးတော့အထဲကိုလိုက်ဝင်သွားတယ်အထဲကိုရောက်ချိန်မှာတော့ရွှေအောင်ဝင်းဝါစွာနဲ့တပ်ပယ်နေတဲ့ကြိုက်ခမီရေးလေဖျားကိုဖူးမြင်လိုက်ရတယ်ဖျားရဲ့ဘေးဘက်လယ်မှာတော့အနေနဲ့ရက်ရက်ကကြွားရောက်ပြီးတရားအားထုတ်နေကြတဲ့သူတော်စင်ပုဂ္ဂိုလ်အများပြားကိုလည်းတွေးလိုက်ရတယ်သူတော်စင်တွေရဲ့နောက်မှာတော့နန္ဒကားမျိုးနွယ်တွေကဝေကောင်းစားလာတွေဝေစင်ပြီးတရားအားထုတ်သူတွေချင်းရင်မတန်းစီအောင်ရက်ခတ်ပေးနေတာကိုလည်းအံ့ဩပါနဲ့မြင်တွေ့လိုက်ရတယ်လူငယ်3ယောက်လည်းကြိုက်ခမီရေးလေဖျားကိုထီးချင်း5ပါးနဲ့ရိုးသေးစွာကြော့ပြီးတဲ့အချိန်မှာတော့အနောက်မှာလာရနေတဲ့အရေးတစ်ခုကိုသတိထားမိလိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်သူတို့3ယောက်ကိုပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ကြည့်နေတဲ့လူငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ်ဆရာတို့ဖျားရှင်ကိုယ်တော်ကိုအနောက်ရှက်ပေးမိရင်တောင်းပန်ပါတယ်ကျုပ်နာမည်ကတုံနာလို့ခေါ်ပါတယ်ဖော်ယူစွာနှုတ်ဆက်စကားဆိုလိုက်တဲ့တုံနာရဲ့စကားကြောင့်လူငယ်3ယောက်ထဲကမှအလဲမှရှိနေတဲ့လူငယ်ကကျုပ်နာမည်ကအောင်မြတ်တာပါဒီဘေးက2ယောက်ကတော့တက်ခိုင်နဲ့တောက်ရလို့ခေါ်ပါတယ်ဆရာတို့ရဲ့နာမည်တွေကိုကြားဘူးနေတာတော့ကြားပါပြီလူကိုတော့အခုမှပဲမြင်မှုတော့တယ်
ဆရာအောင်မြတ်တာကအောက်လန်းဆုံးကဝေးတွေအပြင်စိုးသွမ်းရန်ကားတဲ့နတ်ဆိုးတွေကိုလည်းလိမ္မာရင်ကြီးအောင်ဆုံးမနိုင်သူအဖြစ်ကြော်ကြားသလိုဆရာတက်ခိုင်ကတခါတလေအရန်အီးပြီးတနာတတ်ပေမဲ့အရန်စိုးသွမ်းတဲ့ဆုံးကဝေးနတ်ဆိုးတွေကိုခေါင်းမထောင်နိုင်အောင်ပညာပေးတဲ့နေရာမှာတော့နာမည်အတော်ကြီးတယ်။အော်ဒီဘက်ကဆရာတောက်ရအကြောင်းကိုတော့ကျုပ်တို့လောကမှာတော်တော်များများသိကြတယ်။ဒုဋ္ဌဝရီမြေအောက်ကနဂါးတွေကိုဆုံးမခဲ့တဲ့အကြောင်းကိုတော့လူပတ်ဝင်ခြင်းစကားအရပြောရရင်ညာအေးရဝင်ပုံမြင်လို့ပြောပြခဲ့ကြတယ်။ဆရာတောက်ရကမွေရပါအစွမ်းကြောင့်မွေနဂါးတွေကိုလိုသလိုစီခိုင်းနိုင်တယ်လို့လည်းသိထားကြတယ်။ကျုပ်သိထားတာတွေကကောလာဟာလာတွေတော့မဟုတ်တော့ဘူးထင်ပါတယ်။အပြုံးချူချူနဲ့တခွန်းချင်းပြောသွားတဲ့လူငယ်လေးရဲ့စကားကြောင့်အောင်မြတ်တာတို့၃ယောက်လုံးရီလိုက်ကြပြီးတော့တင်ချီကျူးတာတွေများနေပါပြီ။ကျုပ်တို့ကတင်ထင်သလောက်မဟုတ်ကြပါဘူး။တစ္ဆာမြတ်တာကျင့်ကြံစွမ်းအားအချို့ကြောင့်သာမကောင်းမှုပြုနေကြတဲ့သူတွေကိုအောင်နိုင်ခဲ့တာပါ။တကယ်တော့ကျုပ်တို့ထက်ပညာစွမ်းမြင့်တဲ့သူတွေလောကမှာရေတော့မရအောင်များပါတယ်။ပညာရှိတွေများတဲလေးစားဖို့ကောင်းလိုက်တာ။ကျုပ်လူရေးတာမှန်မိထင်ပါတယ်။ဆရာတို့အချိန်ရရင်ကျုပ်စကားအနည်းငယ်ပြောချင်ပါတယ်။ရပါတယ်။တိတ်ဆိတ်တဲ့နေရာတစ်ခုကိုသွားပြီးပြောကြတာပေါ့။လူငယ်ကလည်းအောင်မြတ်တာတို့စီကခွင့်ပြုချက်ရပြီမို့လို့ဖះအုပ်ချီကငါးစကျွေးရဲ့နေရာဘက်ကိုထွက်သွားခဲ့တယ်။အောင်မြတ်တာတို့လည်းလူငယ်အနောက်ကနေလိုက်သွားပြီးငါးစကျွေးရဲ့နေရာကိုရောက်တော့ဆရာတို့ကိုဘာမှမပြောခင်ကျုပ်ရဲ့ဘဝအစစ်မှန်ကိုပြကြပါတယ်။လူငယ်ကအဲ့ဒီလိုပြောပြီးတော့ရေထဲကိုဝုန်းကနေခုန်ချသွားတယ်။ရေထဲကျသွားတာနဲ့ရေအောက်ကဝဲကရက်တွေထားလာပြီးတကိုယ်လုံးหนีရဲနေတဲ့နဂါးတစ်ကောင်ကရေထဲကနေပေါ်လာခဲ့တယ်။အောင်မြတ်တာကရေထဲကနေခေါင်းထောင်ပြီးပေါ်နေတဲ့နဂါးကိုကြည့်ပြီးတော့တင်းကိုယုံကြည်ပါတယ်။တန်တရားလည်းမဖြစ်မိပါဘူး။တင်းပြောချင်တဲ့အကြောင်းအရာတွေကိုပြောခွင့်ပြုပါတယ်။အောင်မြတ်တာကအဲ့လိုပြောလိုက်တော့မှနဂါးကရေအောက်ထဲကိုပြန်လဲငုံရှိုးသွားခဲ့တယ်။ခဏနေတော့ရေမဆိုပဲကန်းဆက်ကနေအင်္ဂရီရရတက်လာတဲ့လူငယ်ကိုတွေ့လိုက်ရတယ်။လူငယ်ကအောင်မြတ်တာတို့ရှိတဲ့ဘက်ကိုရှောက်လာပြီးတော့ဆရာတို့ရောက်လာတော့ပင်လယ်ပြင်ဘက်ကနေငိုရှိုက်တန်တစ်ခုကြားလိုက်မိမယ်ထင်ပါတယ်။ဟုတ်ပါတယ်။ကျုပ်တို့ကြားလိုက်မိရဲ့။ငိုရှိုက်တန်ကတခုခုကိုရည်ညွှန်းနေဆိုတာသိပေမဲ့ဖះကိုရင်ဦးဆုံးဖူးမြော်ဖို့ထွက်လာခဲ့မိရဲ့။ဒါကဖြစ်တဲ့မှာလေဆရာ။အခုကျုပ်ပြောချင်တာကဆရာတို့ကြားတဲ့ငိုကြွေးတန်ကကျုပ်ရဲ့အကိုတော်မုံဒစီကလာတာပါ။ဆရာတို့ကတမတ်ကြပြီးမတရားမှုကိုဖြေရှင်းပေးတဲ့ဆရာတွေဖြစ်တဲ့အတွက်ကျုပ်တို့စီကိုရောက်အောင်ပေးဆောင်ခဲ့တာဖြစ်ပါတယ်။အောင်မြတ်တာလည်းတုံးတာပြောတဲ့စကားကိုကြတော့ခေါင်းတစ်ဆက်ဆက်ငိမ့်လိုက်ပြီးတင်တို့ကြုံတွေ့နေရတာတွေကိုကျုပ်ကိုပြောပြနိုင်ပါတယ်။မတရားမှုမှန်ရင်ကျုပ်တို့ကူညီပေးပါမယ်။ကျေးဇူးတင်ပါတယ်ဆရာ။ကျုပ်တို့မှာအခုနေရက်ကနေထွက်ခွာရမယ့်အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။ကျုပ်တို့ကိုနှင်ထုတ်တဲ့ဆရာကလည်းပညာစွမ်းအရန်ထက်တော့သူ့ကိုအာမခံရဲကြဘူးဖြစ်နေတယ်။ကျုပ်တို့မနှက်ဖြတ်မှာအပြေမပေးရင်အကူတော်ကိုသူတို့တခုခုလုံးကြလိမ့်မယ်ဆရာ။တင်တို့ကိုဘာအတွက်ကြောင့်နှင်ထုတ်ရမှာလဲ။တင်တို့ကဝိရုပခနာမည်ရဲ့အမိန့်နဲ့နေရတဲ့သူတွေမဟုတ်ဘူးလား။နာမည်ကြီးကိုတဝန်လွာပုတ်ပြီးအကူကြီးတောင်းကြည့်သေးလား။အကူတော်ကလုံးနိုင်များအကုန်လုပ်ခဲ့ပါတယ်။နာမည်ကြီးကနတ်သမင်အစည်းအဝေးသွားနေတဲ့အတွက်ကိုယ်တိုင်တွေးခွင့်မရခဲ့ဘူးလို့လည်းပြောပါတယ်။တခြားနဂါမင်းတွေကိုတိုင်ပင်ကြည့်တော့လဲအမိန်ပေးထားတဲ့ဆရာရဲ့ဂိုင်ဆောင်တွေကကျုပ်တို့မျိုးနွယ်တွေအလွန်ကြောက်ရတဲ့ဂလုံးနတ်တွေဖြစ်နေတာရဲ့ကျုပ်တို့မှလည်းအချိန်ကတရက်ပဲကြံတော့တဲ့အတွက်ဆရာတို့ရဲ့အကူကြီးကကျုပ်တို့မျိုးနွယ်တွေအတွက်အရန်ရေးကြီးနေတာပါလက်စတတော်တင်တို့ကိုအမိန်ပေးထားတဲ့သူကသူ့ပန္နာဂလုံးကိုင်းကဖြစ်နေတာ哦တိတ်လဲစိတ်မပူပါနဲ့လေကျုပ်သူတို့နဲ့တွေ့ပြီးဆွေးနွေးကြည့်ပါဦးမယ်အောင်မြတ်တာရဲ့စကားကြောင့်တုံနှန်းရဲ့မျက်နှာပြုံးရွှင်သွားတယ်ဆရာတို့ဆွေးနွေးမှုအောင်မြင်ပါစေလို့ကျုပ်ဆုတောင်းပေးပါတယ်ဆရာတို့လိုအပ်တဲ့အကူအညီရှိရင်ရေပြင်ကိုပုတ်ပြီးတော့ကျုံနာမည်ကိုခေါ်လိုက်ပါတုံနာကအဲ့ဒီလိုပြောပြီးတော့ရေအောက်ကိုခုန်ဆင်းသွားခဲ့တယ်အောင်မြတ်တာတို့လည်းတုံနာထွက်သွားပြီးတဲ့နောက်မှာတော့ရေပေါ်မှာပေါ်နေတဲ့ကြောက်ဆောင်ပေါ်မှာထိုင်လိုက်ပြီးဒီပြဿနာကတော့အထက်လန်းဂိုင်းနှကိုင်းထိတ်တိုက်တွေးဆုံမဲ့ပွဲဖြစ်လာနိုင်တယ်ဆရာအခုနကတုံနာပြောသွားတဲ့ဂိုင်းကိုဆရာသိလားသူတို့နဲ့ရောစုံဘူးလားတက်ခိုင်ရဲ့စကားကြောင့်အောင်မြတ်တာကရေပြင်ဘက်ကိုငေးကြည့်ပြီးတော့သူ့ပန္နာဂလုံးကိုင်းဝင်တွေကအရန်လွတ်ကြတယ်သူတို့ဂိုင်းဝင်တွေရဲ့ဂုတ်ပူးနဲ့ကြောပြင်တွေမှာငကားတစ်ကောင်ကိုတုတ်ချီနေတဲ့ဂလုံးပုံတွေထိုးထားရကြတယ်ဂလုံးကိုင်းသားတွေကဒုတ်ပီတာပီတနက်ပီရဲ့စီရင်တွေကိုလည်းတစ်ဖက်ကန်းခတ်တက်မြောက်ကြတယ်ဒါဆိုသူတို့ကလည်းအင်းကိုပဲအသုံးပြုတာပေါ့တချို့ဒုတ်ပီတာပီဆေးထိုးတဲ့အခါအင်းစားမတွေကိုအခြေခံပြီးတတ်မှတ်ထားတဲ့စမ်းနှက်ခတ်မှာထိုးကြတာကြားဘူးတယ်ဟုတ်တယ်အင်းစားမကိုသုံးတဲ့ညီကငါတို့နဲ့တူတယ်ဒါပေမဲ့သူတို့ကအစားမရှောင်ကြဘူးမြတ်စွာဘုရားရှင်ကိုယ်တိုင်အသားငါစားသုံးနေဆိုတဲ့အချက်ကိုဆွဲကင်ပြီးတော့သူတို့ကအသားစားကြတယ်
အခုငါတို့ရင်ဆိုင်ရမယ့်သူကသူ့ပန္နာကလုံကိုင်းရဲ့အဓိပတိဖြစ်ဖို့များတယ်သူကထင်ပေါ်ကြော်ကြားမှုကိုခုံမင်းတယ်အဲ့ဒါကြောင့်လူသိများတဲ့နဂါးတိုက်နေရာမှာဂလုံးစီတည်ဖို့အားထုတ်နေတာပဲဒီစီတည်ပြီးသွားရင်သူ့ကိုလူတွေပို့ပြီးအထင်ကြီးအားကိုးလာလိမ့်မယ်အဲ့ဒါကြောင့်သူတစ်ပါးအတိုက်မြုံကိုပျက်စီးအောင်လုပ်နေတာဆရာပြောတဲ့အတိုင်းဆိုရင်တော့ဒီလူကတကယ်မလွယ်တာပဲအခုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအကောင်းဆုံးနီလန်ကတော့သူတို့နဲ့တွေ့ပြီးဆွေးနွေးကြည့်ရမှာပဲဒီညတော့ဖျားဦးတွေတဲတဲ့ဇရက်မှာပဲအိတ်လိုက်ကြရအောင်မြတ်တာကတက်ခိုင်တဲ့တောက်ရကိုမနှက်ပြန်လုံးမဲ့အစီအစဉ်ကိုအချင်းချင်းပြောပြပြီးတော့ဇရက်ရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်ဇရက်ဘော်ကိုရောက်တော့ဖျားရှိတဲ့ဘက်ကိုခေါင်းပြူပြီးခက်တာအိတ်လိုက်ကြတယ်အာယုံတက်ခန့်ဒီအချိန်ရောက်တော့အောင်မြတ်တာတို့ပြန်နိုးလာပြီးကိုလက်တန်ရှင်းရေးလုပ်ပြီးတော့ဖျားရှင်ကိုတရားထိုင်ဖို့ဇင်းကြံလက်ဘက်ကိုထွက်လာတဲ့အချိန်လှေကားဘော်ကနေဆင်းလာတဲ့လူနှစ်ဦးကိုတွေ့လိုက်ရတယ်အောင်မြတ်တာကလေကားဘော်ကနေဆင်းလာတဲ့လူနှစ်ဦးကိုမြင်တော့ရှေ့ဆက်မသွားတော့ပဲရက်ပြီးအကဲခတ်လိုက်တယ်လူနှစ်ဦးကလည်းအောင်မြတ်တာတို့၃ယောက်ကိုအကဲဆန်းရင်ဖျားဆက်မြန်းရအကြောင်းဆောင်ဘော်ကိုတက်သွားခဲ့တယ်အောင်မြတ်တာတို့လည်းဖျားဘော်ရောက်တော့တင်းတင်းတဲ့နေရာမှာထိုင်လိုက်ပြီးဖျားရှင်ကိုတရားထိုင်တဲ့အမှုကိုပြုလုပ်ခဲ့ကြတယ်တရားထိုင်နေတဲ့အချိန်စိတ်တစ်ခုလုံးပေါ်ပါနေပြီးတမထအာယုံကလည်းကောင်းတဲ့ကောင်းလာခဲ့တော့ဖျားတဝိုက်မှာဖြစ်ပျက်နေတဲ့အရာတွေကိုရှင်းလင်းပြသစွာမြင်တွေ့လာခဲ့တယ်မကြခင်မှာပဲအလွန်ကျဲလောင်တဲ့တောင်ပန်ခက်တံတချို့ကိုကြားလိုက်ရပြီးမရှိမနှောင်းမှာပဲဖျားဆံမြန်းရကျောင်းဆောင်အောက်ဘက်မှာရုံရင်းဆန်ခတ်ပြေးလွှားနေကြတဲ့ခြေတံတွေအပြင်ရေထဲကိုခုန်ချနေကြတဲ့အတန်တွေကိုပါကြားလိုက်ရတယ်။အောင်မြတ်တာလည်းဖြစ်ပျက်နေတဲ့အရာတွေကိုအာယုံစူးစိုက်ကြည့်လိုက်တော့ပင်လယ်ဘက်ကောင်းကင်ကနေတောင်ပန်တစ်ပြက်ပြက်ခတ်ပြီးပြန်လာတဲ့ဂလုံငတ်တစ်ကောင်ကိုတွေ့လိုက်ရတယ်။ဖျားဆံမြန်းရကျောင်းအနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့နဂါးအနွယ်ဝင်တွေကအဝေးကနေပြန်တန်းလာတဲ့ဂလုံငတ်ကိုမြင်တော့ခြေဦးတရာထွက်ပြေးကြတဲ့အတန်တွေကြောက်လန့်တကြားအော်ဟင်းနေကြတဲ့အတန်တွေကိုစူးညံစွာကြားလိုက်ရတယ်။ဂလုံငန်းနှကောင်ကဖျားဆံမြန်းရအကြောင်းဆောင်နီးတစ်ဝိုက်မှာဝေးဝိုက်ပြန်တန်းပြီးချိန်မှာတော့ခန္ဓာကိုယ်ပိုင်းကတဖြည်းဖြည်းသေးလာပြီးတိမ်ငှက်တကောင်အရွယ်လောက်ရောက်တော့တရားထိုင်နေတဲ့အခန်းထဲကိုလေဟုန်စီးကပြန်တန်းလာပြီးမလမကန်းမှာတရားထိုင်နေကြတဲ့လူနှစ်ယောက်ရဲ့ပခုံးပေါ်မှာခုန်နားနေတာကိုလည်းအာယုံထဲမှာတွေ့လိုက်ရတယ်။လူတစ်ယောက်နဲ့တစ်ယောက်ရှင်းရှင်းလင်းလင်းမြင်တွေ့ရတဲ့အချိန်ရောက်မှာတော့အောင်မြတ်တာတို့တရားဖြုတ်လိုက်ကြတယ်။ဆရာဟိုလူနှစ်ယောက်ကကျွန်တော်တို့ကိုကြည့်ပြီးပြုံးနေတယ်။တောက်ရစကားကြောင့်အောင်မြတ်တာကအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်နေရန်တောင်လေးမှာထိုင်ပြီးကြည့်နေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရတယ်။အောင်မြတ်တာကလည်းထိုင်ရာကနေထားလိုက်ပြီးကြည့်နေတဲ့လူနှစ်ယောက်ရှိရာဘက်ကိုရှောက်လာခဲ့ပြီးအနားကိုရောက်တော့တကောင်လုံးဖြူဖွေးနေတဲ့သူကနှစ်လူပဲပြုံးလိုက်ပြီးတော့စကားဆတယ်။အင်းတော်ကြီးကိုင်းကဆရာတွေနဲ့အခုလိုဆုံရမယ်လို့တခါမှမတွေးမိဘူး။တွေ့ရတာဝမ်းသာပါတယ်။အောင်မြတ်တာကလည်းနှုတ်ဆက်စကားဆိုလာတဲ့လူကြီးကိုတရက်လေးပေါ်ယုံပြုံးပြလိုက်ပြီးတော့ကျုပ်ကလည်းသူ့ပန္နာဂလုံးကိုင်းကျုပ်ကြီးရွှေမိုင်းနဲ့ဒီနေရာမှာတွေ့ဆုံရမယ်ဆိုတာအစကတည်းကသိပါတယ်။အောင်မြတ်တာရဲ့စကားကြောင့်ဆံဖြူနေတဲ့လူကြီးရဲ့မျက်နှာတစ်ချက်ပြောင်းသွားတာကိုတွေ့လိုက်ရတယ်။ကျုပ်တို့ကပညာနုသေးတော့ဖြစ်လာမယ့်ကိစ္စတွေကိုကြိုးမမြင်နိုင်တဲ့အတွက်နားလည်ပြီးပါဗျာ။ဒါပေမဲ့ဒီနေ့ကျုပ်တရားထိုင်တော့အာယုံထဲမှာမြင်ရတဲ့အရာတစ်ခုကိုပြောပြရအောင်မယ်။အောင်မြတ်တာကဆရာကြီးရွှေမိုင်းရဲ့စကားကိုငြိမ်သက်တဲ့အမူအရာနဲ့လက်ခံလိုက်ပြီးတော့ပြောပါခင်ဗျ။ပညာတစ်ခုရလဲကျုပ်တို့အတွက်အကျိုးရှိတာပေါ့ဗျာ။ကျုပ်ဒီနေ့မြင်ရတာကပင်လယ်ပြင်ဘက်ကိုထွက်နေတဲ့တဘာဝကြောက်အငူပေါ်မှာကျုပ်ကဇီရီတဆူတဲနေရတဲ့ဗျာဇီရီအောက်မှာတော့ရဟန်းရှင်လူပြည်သူတွေကဝမ်းသာအားရတာရုတွေခေါ်နေကြတာဝလာတစ်ခွင်လုံးဟိမ့်ထွက်နေပါရောလားဆရာကြီးရွှေမိုင်းကအောင်မြတ်တာကိုကြည့်ပြီးခနဲ့တဲ့ပြောလိုက်တဲ့စကားအဆုံးမှာတောက်ရကဆရာတို့စိတ်မရှိရင်ကျုပ်လည်းဒီမနေ့တွေ့ခဲ့ရတာလေးပြောပြခြင်းလို့ပါရပါတယ်လူလေးမင်းမြင်ရတာကိုလည်းပြောနိုင်ပါတယ်တောက်ရကခွင့်ပြုချက်ရတာနဲ့လက်ထဲမှာကင်ထားတဲ့လွယ်အိတ်ကိုခေါင်းရှုလိုက်ပြီးတော့ကျုပ်မြင်ရတာကကိုယ့်အတ္တတစ်ခုတည်းကိုကြည့်တဲ့ဆရာတယောက်ကြောင့်နှစ်ကာလများစွာနေထိုင်ခဲ့တဲ့အရက်တီသားကိုဆွန့်လွတ်ရမယ့်နန္ဒကားတွေကိုဥပရိယုတ်ကောင်းကောင်းလူငယ်တယောက်ကကူညီပေးနေတာမြင်ခဲ့ရတယ်။နောက်ဆုံးမှာအတ္တသမားဆရာကပါလာတဲ့လွယ်အိတ်ကိုတော့မကောက်နိုင်ပဲလာရလန်းအတိုင်းပြန်ပြေးရတယ်တဲ့။တောက်ရကအဲ့ဒီလိုပြောလိုက်တော့ဆရာကြီးရွှေမန်းရဲ့ဘေးမှာထိုင်နေတဲ့လူကရှူးရှူးရှဲရှဲနဲ့ထားဖို့လို့သူရပြန်ထိုင်လိုက်ဒီလိုမျိုးအမြင်ရှိတဲ့လူငယ်တွေကိုငါတကယ်သဘောကျတယ်ဒီမှာကောင်းလေးမင်းရဲ့အမြင်တွေမှန်ပါစေလို့မျှော်လင့်ပါတယ်ကွာဆရာကြီးရွှေမိုင်းကအဲ့ဒီလိုပြောပြီးတော့အောင်မြတ်တာတို့အရှိကနေထွက်သွားခဲ့ကြတယ်အောင်မြတ်တာကတော့ဘာမှဝင်မပြောဘဲကြောခိုင်းကထွက်သွားတဲ့လူနှစ်ယောက်ကိုသာကြည့်နေခဲ့တယ်ဆရာဒီလူတွေကဘာလို့မှန်တက်နေရလဲမသိပါဘူးဗျာကျွန်တော်ကဆရာဝင်ကြီးနိုင်ပြီးဖြောင်းပြမယ်လို့ထင်ထားတာ
ဆရာကဘာမှမပြောဘဲတောက်ရကပဲဝင်စော်လိုက်တာဟိုလူဖြစ်သွားတဲ့မျက်နှာကိုလည်းကြည့်အောင်လေတက်ခိုင်ပြောတဲ့စကားဆုံးမှာအောင်မြတ်တာကငါလည်းအစကသူတို့ကိုဖြောင်းပြပြီးညှိနှိုင်းဖို့ဆုံးဖြတ်ခဲ့သေးရဲ့ဒါပေမဲ့သူတို့ကဖျားပရုံအတွင်းမှာတော့သူတို့ကိုဆောင်ပုံကိုယ်တွေကိုခေါ်ပြီးငါတို့ကိုပါဝါပြတာမြင်တော့ပြောရမယ့်စကားလုံးတွေပျောက်ချကုန်တယ်အဲ့ဒီတော့ဒီနေ့ညသူတို့နဲ့ရင်ဆိုင်ရုံပဲရှိတော့တယ်အောင်မြတ်တာကအဲ့ဒီလိုပြောပြီးတော့ငါးစာကျွေးတဲ့ဘက်ကိုဆင်းသွားခဲ့တယ်အောင်မြတ်တာတို့လည်းငါးစာကျွေးတဲ့ဘက်မှာကိုယ်လည်းအနေငယ်ဆန့်ပြီးတော့ဖျားပေါ်ပြန်တက်ပြီးတဏီကုံဒီပါတရားထိုင်နေခဲ့ကြတယ်ညနေဆောင်းကနေရောက်တော့မှတရားဖြုတ်လိုက်ကြပြီးဖျားပေါ်ကဆင်းလာတဲ့အချိန်လှေကားဝမှာစောင့်နေတဲ့တုံနာကိုမြင်လိုက်ရတယ်ဆရာတို့မနက်ကဖြစ်ပျက်ခဲ့တာတွေအလုံးကြုတ်သိပြီးပါပြီအခုကျုံနောက်ကိုလိုက်ခဲ့ကြပါတုံနာကအဲ့ဒီလိုပြောပြီးတော့ရှင်ဥပဂုတ်တကျောင်းဆောင်ကိုသွားတဲ့ရေလေလန်းစီကိုခေါ်ဆောင်သွားခဲ့တယ်ရေကြချိန်ဖြစ်နေတဲ့အတွက်ရေလေလန်းကလူ3ယောက်ဘေးချင်းရှင်သွားလို့ရအောင်ကျဲဝန်းနေခဲ့တယ်ရှင်ဥပဂုတ်တကျောင်းဆောင်ကိုရောက်တော့နေလုံးကမိုးကုတ်စဝိုင်းတွေကိုဝင်လူဝင်ဆဲဖြစ်နေခဲ့ပြီတုံနာကတိုးရှိုးပြောက်ွယ်တော့မဲ့နေလုံးကြီးကိုကြည့်ပြီးဆရာတို့ဒီကျောင်းဆောင်ရဲ့အောက်ခြေကနေသွားရင်ကျောင်းအငူကိုအချိန်ခဏလေးအတွင်းရောက်သွားပါလိမ့်မယ်တုံနာကအဲ့ဒီလိုပြောပြီးတော့ကျောင်းဆောင်အောက်ခြေစီကိုခေါ်လာခဲ့တယ်အောင်မြတ်တာတို့တွေကျောင်းဆောင်အောက်ခြေရေစံနာကိုရောက်တော့ကြောက်လွာနှစ်ချက်ကလူတယောက်ဝင်လို့ရတဲ့အထိပွင့်ထွက်လာခဲ့ပြီးအထဲကရေတွေကအပြင်ကိုပန်းထွက်လာခဲ့တယ်အောင်မြတ်တာတို့လည်းလူတကိုယ်စားဝင်လို့ရတဲ့အပေါက်ကိုဝင်လိုက်တဲ့အချိန်မှာတော့အလွန်အေးစိမ့်တဲ့အချမ်းတက်ကိုခံစားလိုက်ရတယ်တုံနာကအောင်မြတ်တာတို့ကိုအရှိကနေလမ်းပြပြီးခေါ်ဆောင်သွားခဲ့တာ10မိနစ်နီးပါးလောက်ကြာတော့လူတကိုယ်စားထွက်လို့ရတဲ့အပေါက်တစ်ခုပေါ်လာခဲ့တယ်ဆရာဒီလမ်းကဖះကိုစွန့်ကတ်တဲ့အခါကျုပ်တို့သုံးနေလမ်းပဲအရှိမမြင်နေရတဲ့လမ်းနဲ့တွေကဘယ်ဘက်ကလမ်းကိုတက်သွားမယ်ဆိုရင်ကြောက်ငူဘော်ကိုရောက်သွားလိမ့်မယ်ဆရာတို့ကိုဒီအထိပဲလိုက်ပို့ပေးနိုင်တာကျုပ်ကိုနားလဲပေးပါတုံနာကအောင်မြတ်တာတို့ကိုတောင်းပန်ကနှုတ်ဆက်ပြီးတော့ဒါရလမ်းအတိုင်းပြန်ထွက်သွားခဲ့တယ်အောင်မြတ်တာလည်းမြင်နေရတဲ့အပေါက်ပြင်ဘက်ကိုထွက်ဖို့ဟန်ပြန်လိုက်ပြီးမှခိတ္တရက်လိုက်ပြီးတော့တက်ခိုင်နဲ့တောက်ရကအပေါ်ကိုချက်ချင်းတက်မလာနဲ့အောင်သူတို့ဘက်ကလက်ဦးခဲ့ရင်ဘေးမှရှိနေတဲ့အပေါက်ထဲကိုဆင်းပြီးအထဲကအခြေအနေကိုဝင်ကြည့်ပါအောင်မြတ်တာကအဲ့ဒီလိုပြောပြီးတော့အပေါ်ကိုတက်လိုက်တဲ့အချိန်ရာဇမတ်အဖြူခွက်တွေကာရန်ထားတဲ့စီးရဲကိုရောက်သွားခဲ့တယ်တက်ခိုင်နဲ့တောက်ရလည်းအပေါ်မှာဖြစ်နေတဲ့အခြေအနေတွေကိုအောက်ကနေမြင်နေရတော့ချက်ချင်းမတက်သေးပဲစောင့်ကြည့်နေခဲ့တယ်အောင်မြတ်တာကကမူထွက်ပေါက်ပတ်လဲမှာကာရန်ထားတဲ့ရာဇမတ်အဖြူခွက်တွေကိုကြည့်ပြီးအခုလိုရာဇမတ်ကွက်အစီရင်နဲ့ကျိုးဆိုတာကြီးကတိတ်တော့ရင်ကြီးရမရောက်ဘူးလို့ထင်နေဆရာကြီးအောင်မြတ်တာကအဲ့လိုပြောလိုက်တော့ဦးရွှေမိုင်ကဘယ်နဲ့ရှိလဲကိုလူငါကဒီငူအကြောင်းကိုလွန်ခဲ့တဲ့လာပေါင်းများစွာကလေးကလေးလာထားပြီးသားမင်းတို့ကိုဒီလမ်းကနေခေါ်နိုင်ဖို့ငါလက်အောက်ကိုခုံလာတဲ့တုံနာရဲ့အကူကြီးနေငယ်ကိုလည်းယူရတာပေါ့လေဦးရွှေမိုင်ကအဲ့လိုပြောပြီးတော့လက်ခောက်ကိုမော့လိုက်တဲ့အချိန်ရေအောက်ကနေကမူဘော်ကိုတက်လာတဲ့တုံနာကိုတွေးလိုက်ရတယ်ဒီကောင်အမျိုးနွယ်ကိုတစ္ဆာဖောက်တဲ့ကောင်မလားငါတို့ကတော့ယုံကြည်ခဲ့ရတာတောက်ရကတုံနာကိုမြင်ပြီးစိတ်တူပြီးတော့အပေါ်ကိုတက်ဖို့လို့တက်ခိုင်ကလှမ်းတလိုက်ပြီးတောက်ရစိတ်ထိန်စမ်းဆရာကငါတို့ထပ်ဖို့တီးလို့မင်းနဲ့ငါ့ကိုတက်မလာခိုင်းတာဒီပုံဆိုရင်ကျန်တဲ့ငကားမျိုးနွယ်တွေအကုန်အဖမ်းခံရပြီထင်တယ်အခုငါတို့လို့ရမှာပါလဲဆိုတာမင်းသဘောပေါက်မှာပါတက်ခိုင်နဲ့တောက်ရလဲလွတ်နေတဲ့ကြောက်ကူပေါက်တွေကိုဝင်သွားခဲ့ကြတယ်အောင်မြတ်တာကတော့ကျိုးတင်ပြင်ဆင်ထားတဲ့တုံနာရဲ့အကြံစီကိုကြည့်ပြီးမင်းရဲ့အကြံတွေကတကယ်ကိုပြီးရတယ်တော်လဲတော်ပါတယ်ဒါပေမဲ့မင်းမှာဟာခွက်တွေရှိနေတယ်ဖះမဟုတ်ဘူးကညောင်မင်းမှာစောင့်ကြက်တဲ့အဖိုးကမင်းကိုငါအကြောင်းပြောပြတယ်ဆိုကြတဲ့ကငါရိပ်မိနေခဲ့တာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအပင်မှာစောင့်တဲ့အဖိုးကဝစီပိတ်တရားအားထုတ်နေတာမင်းတို့တစ်သက်လောက်ရှိနေပြီအောင်မြတ်တာကအဲ့လိုပြောပြီးတော့လွယ်ထဲမှာထည့်ထားတဲ့ကျွန်းနဲ့ငကားရုပ်လေးကိုထုတ်ယူပြီးရေထဲကိုပစ်ချလိုက်တဲ့ဆိုတာနဲ့ပင်လယ်ပြင်ထဲကနေမီးတောင်ပေါက်ကွဲသလိုရေဝက်ကြီးတွေထလာပြီးတော့ထမ်းမင်းလုံးလောက်ရှိတဲ့ရွှေရောင်ငကားတစ်ကောင်ပေါ်လာခဲ့တယ်ဆရာကြီးကျုပ်ကိုကဲပါဦးအကိုတော်ဆန္ဒပြန်ရောက်လာပြီသူကျုပ်ကိုတတ်တော့မယ်တုံနာကရေထဲကနေပေါ်လာတဲ့ရွှေရောင်ငကားကြီးကိုကြည့်ပြီးတော့မျက်စိမျက်နှာပြက်ပြီးဦးရွှေမိုင်ရဲ့အနောက်ကိုတိုးကပ်လိုက်တယ်ဦးရွှေမိုင်ကလည်းအခြေအနေကိုသဘောပေါက်တဲ့ဟန်နဲ့လက်ထဲမှာကင်ထားတဲ့တောင်ဝေးကိုဆန်းနာငကားရဲ့မျက်လုံးအရှိတဲ့ထောင်းပြရင်းဂလုံးမင်းရသာကျုပ်အရှိမှရှိနေတဲ့ငကားကိုတုတ်ချပြီးဆုံးမပေးတော်မူပါဦးရွှေမိုင်ကအဲ့လိုပြောလိုက်တဲ့ဆိုတာနဲ့ကောင်းငင်တစ်ခွင်လုံးလျှက်စီးတွေတလက်လက်ထားလာပြီးငွေရောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့အေယာမဂလုံးကြီးတစ်ကောင်ပေါ်လာခဲ့တယ်အေယာမဂလုံးကြီးကဆန်းနာငကားကိုတုတ်ချဖို့ကောင်းငင်ကနေပြန်ဆင်းလာတဲ့အချိန်
အောင်မြတ်တာကရေပေါ်မှာအင်းဆောင်မ9ခွက်ကိုရေးဆွဲပြီးတော့ရေပြင်ကိုလက်နဲ့တက်ချလိုက်တယ်အဲ့ဒီအချိန်မှာပဲစန်းနာနဂါမင်းရဲ့ဘေးပတ်လေကနေအလွာငါတဲ့ပါတဲ့ရေတတိုင်းကြီးတစ်ခုပေါ်ပေါက်လာခဲ့တယ်ဦးရွှေမိုင်လည်းအောင်မြတ်တာရဲ့အစွမ်းကိုမြင်လိုက်ရတော့အထင်မသေးရတော့ပဲယောဂီလွယ်အိတ်ထဲကနေလက်တစ်စစ်လောက်ရှိတဲ့အယုံငါရုပ်ကိုထုတ်ယူလိုက်ပြီးချက်ဝတ်တစားစုံဆင်ရင်ထားတဲ့ဂလုံးစစ်သူကြီး၅ပါးငါကြီးအရှိတို့ရောက်လာပြီးနှောက်ယှက်ဟန်တားသူနဲ့အပေါင်းပါများအားရှင်းလင်းသုတ်တင်စေအထက်လန်းဆရာဖြစ်တဲ့သူတွေရဲ့အသက်ကိုတော့ထိခိုက်အောင်မလုပ်ရဦးရွှေမိုင်ကအဲ့ဒီလိုအမိန်ပြန်ပြီးလက်ထဲကအယုံငါရုပ်ကိုကောင်းကင်ပေါ်ပြစ်တင်လိုက်တဲ့အချိန်ရွှေရောင်ချက်ဝတ်တစားအစုံလင်ဝစ်စင်ထားတဲ့ဂလုံးမင်း၅ပါးပေါ်လာပြီးတော့အောင်မြတ်တာရဲ့ရေတိုင်းကိုဖောက်ထွက်ဖို့ကြိုးစားခဲ့ကြတယ်စန္ဒနဂါကတော့သူ့စီရောက်လာမဲ့ဂလုံးမင်းတွေကိုကြည့်ပြီးရေတိုင်းတွေကနေကြောက်လန့်ကြဖြစ်နေတဲ့အချိန်ရေတိုင်းရဲ့ပထမအလွှာကပေါက်ထွက်သွားခဲ့တယ်ဆရာဟိုငှက်လူကောင်တွေကအတော်ကျန်းတာပဲကျွန်တော်တို့ဘာဆက်လို့ရမလဲတောက်ရရဲ့စိုးရိမ်တကြီးအော်ပြောတဲ့အတန်းကြောင့်အောင်မြတ်တာကတတိုင်းထဲမှာရှိနေတဲ့စန္ဒနဂါဘေကိုရှစ်ကွက်အင်းလေးကွက်ပြစ်ထည့်လိုက်တယ်ရှစ်ကွက်အင်းစာရွက်ကရေတိုင်းကိုဖျက်ကျော်ပြီးရေပေါ်ကိုကျတာနဲ့ရွှေရောင်လိမ့်နဲ့များကိုကန်ဆောင်ထားတဲ့အင်းဆောင်ပုဂ္ဂိုလ်လေးယောက်ပေါ်လာပြီးတော့ရေတိုင်းကိုဖြိုဖျက်နေတဲ့ဂလုံးစစ်သူကြီး၅ပါးကိုစတင်တိုက်ခိုက်တော့တယ်လေးတဲ့တော့အင်းဆောင်နေပြလိုက်တဲ့မြားချက်တွေကဂလုံးစစ်သူကြီး၅ပါးဝတ်ထားတဲ့တန်ကျဲဝတ်ကိုထိုးမဖောက်နိုင်ပဲဘေးကိုသာချော်ထွက်သွားခဲ့တယ်ဦးရွှေမိုင်ကလည်းဂလုံးစစ်သူကြီး၃ပါးကိုရေတိုင်းကိုဆက်ဖောက်ခိုင်းပြီးတော့ကျန်တဲ့2ပါးကိုအောင်မြတ်တာတို့ကိုတိုက်ခတ်ဖို့အတွက်ဆေးလွတ်ခဲ့တယ်အောင်မြတ်တာကလည်းသူတို့စီကိုဝင်လာတဲ့ဂလုံးစစ်သူကြီး၃ပါးကိုအချုပ်ရင်းနဲ့ပြစ်ပေါက်ပြီးထိန်းချုပ်ထားတဲ့အချိန်တက်ခိုင်နဲ့တောက်ရကသူတို့ရဲ့အင်းတွေကိုအသုံးပြုပြီးတော့ဂမူအောက်မှာဖမ်းဆီးခံထားရတဲ့မုံနာနဂါမင်းနဲ့အပေါင်းပါတွေကိုလွတ်ပိန်နိုင်ဖို့အတွက်ကြိုးစားခဲ့ကြတယ်ဦးရွှေမိုင်နဲ့အောင်မြတ်တာတို့လည်းတယောက်ပညာကိုတယောက်ကခြေဖြတ်ရင်းတိုက်လာခဲ့တာညားတကောင်အချိန်ကိုရောက်လာတဲ့အထိအနိုင်ရှုံးမပေါ်ဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲပင်လယ်ပြင်စီကနေမျက်စိကျင်းဆက်မတဲ့အလင်းရောင်နှန်းတွေထွက်ပေါ်လာခဲ့တယ်ဂလုံးစစ်သူကြီး၅ပါးလည်းအလင်းရောင်နှန်းတွေလာတဲ့ဘက်ကိုကြည့်လိုက်တော့ပါဇက်အဟောင်းသားနဲ့အံအားတင်သွားပြီးလက်ထဲမှာကင်ထားတဲ့လက်နက်တွေကိုရေထဲကိုပစ်ချလိုက်တော့တယ်ဦးရွှေမိုင်လည်းတခါမှမကြုံဘူးတဲ့ဖြစ်ရဲ့ကြောင့်အလင်းရောင်နှန်းရှိတဲ့ဘက်ကိုတေချာကြည့်လိုက်တော့အယောင်တဖိတ်ဖိတ်တောင်းနေတဲ့ကြီးပြတဲ့နဲ့အတူတင်ကန်းပရိခရာအစုံလင်လွှတ်ထားတဲ့ရဟန်းတစ်ပါးရဲ့ပုံကိုမိန်ပြဖူးမြင်လိုက်ရတယ်ဒါတောင်သမုဒ္ဒရာမှာကြီးပြတဲ့နဲ့တရင်သုံးနေတဲ့ရှင်ဥပဂုတ်တကိုတော်ပဲငါအိမ်မများမက်နေတာလားဦးရွှေမိုင်နဲ့သူ့တို့ပဲလဲဝမ်ပန်းတတာနဲ့ကြီးပြတဲ့ပေါ်လာတဲ့ဘက်ကိုလက်အုပ်ချပြီးအကြိမ်ပေါင်းများစွာကြောနေတဲ့အချိန်ချစ်သားတို့ကိုတက်မြောက်ထားတဲ့ပညာကိုသူတို့ဘာမျက်ရည်ကြီးငယ်ကြအောင်မလုပ်ဖို့အထက်လန်းဆရာကြီးတွေကဆုံးမထားခဲ့ကြတယ်မို့လားအခုဘလို့ကြောင့်သူတို့ဘာစိတ်ဆင်းရဲကိုဆင်းရဲဖြစ်အောင်လှုံ့ဆော်နေကြတာလဲအသီးနဲ့တတိကိုကတ်ထားကြပါရှင်းလင်းပြတ်သားတဲ့အတန်ကိုကြားလိုက်ရပြီးဦးရွှေမိုင်းလည်းတခါမှမကြုံဘူးတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရတဲ့အတွက်သူလုံနေတဲ့လမ်းစဉ်ကမှားနေမှန်းသိမြင်သွားခဲ့တယ်တပည့်တော်မှားပါပြီအရှင်ဗျာတပည့်တော်လမ်းမကိုရှောက်မိပြီအခုလှုပ်ဆောင်ခဲ့တာတွေကိုခွင့်လွှတ်ပေးပါဦးရွှေမိုင်းကအဲ့ဒီလိုအော်ပြောရင်းနဲ့ပင်လယ်ဘက်ကိုမိုးလင်းတဲ့အချိန်ထိဦးချနေခဲ့တယ်ဆရာသတိထားပါဦးတပည့်ဖြစ်သူသူရရဲ့လှုံနှိုးနေတဲ့အတန်ကြောင့်ဦးရွှေမိုင်းတယောက်သတိပြန်ဝင်လာပြီးငါဘာဖြစ်သွားတာလဲညာကပညာပြန်ရင်နဲ့ရှင်ဥပဂုတ်တကိုတော်မြတ်ကိုဖူးမြင်လိုက်ရတယ်အဲ့ဒီနောက်ပိုင်းငါဘာမှမသိတော့ပါလားဦးရွှေမိုင်းကရေရွရဲနဲ့ဘေးဘက်ဝင်ခြင်းကိုကြည့်လိုက်တော့တခါမှမရောက်ဘူးတဲ့နေရာတစ်ခုကိုရောက်နေခဲ့တယ်ဆရာကိုကျွန်တော်မေးမလို့ပဲကျွန်တော်လည်းဒီကိုဘယ်လိုရောက်လာမှမသိဘူးကျွန်တော်တတိထားမိတဲ့အချိန်ပင်လယ်ဘက်ကနေအလင်းနဲ့တစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒီနောက်ပိုင်းဘာဆိုဘာမှမသိတော့ပဲတတိလစ်သွားခဲ့တာပဲဦးရွှေမိုင်းတို့ဆရာတွေလည်းပင်လယ်ကမ်းစပ်ကနေရုတ်တရက်ဆိုသလိုတောကြီးမြတ်မဲတဲ့ရောက်ရှိသွားခဲ့တာကိုစဉ်းစားမရဖြစ်နေတဲ့အချိန်အောင်မြတ်တာတို့ကတော့တစ္ဆာဖောက်ခဲ့တဲ့တုံနာကိုမုံနာနဂါမင်းလက်ထဲပြန်ပေးရပြီးတော့တခြားတနေရာစီကိုခီးဆက်နေခဲ့ကြတယ်တောက်ရဒီတစ်ခါတော့မင်းတော်တယ်ကွာတက်ခိုင်ရဲ့စကားကြောင့်တောက်ရကရေကျဲကျဲလှုပ်ပြီးတော့ကျွန်တော်လဲမုံနာနဂါမင်းကိုချုံနှောင်ထားတဲ့အစီရင်ကိုဖယ်ပေးပြီးတဲ့အချိန်ဂမူဘုံ